ဘုန်းကြီးတို့မင်းကွန်းမှာသတင်းသုံးတော်မူသွားတဲ့ချမ်းသာကြီးဆရာတော်ဘုရားကြီးတက်တော်ထင်ရှားရှိစဉ်ကမိန့်ကြားတော်မူဘူးတဲ့လူဆိုတာကွယ်တဲ့ကြမ်းမှခြင်းလို့ရှိရင်တဲ့နေတိုင်းသွေးစေးကရှူပေးရတယ်တဲ့2 ရက်တစ်ပတ်3 ရက်တစ်ပတ်ဆေးဝါးကြီးညာသောက်ပေးရတယ်9 ရက်တစ်ပတ်လောက်ငန်းစီများလည်းသောက်ပေးရတယ်တဲ့အဲ့ဒါလိုပဲတဲ့1500ကိလေသာတိဟုသောအနာယောဂကင်းကျင်လို့ရှိရင်တဲ့နေတိုင်းသွေးစေးနဲ့တူသောဓမ္မစကြာကိုရွတ်ရတယ်နာရတယ်ကျိုးတဲ့သွန်ထားပြီးတော့ပေါ့လေနာလဲနာကြပေါ့ဘိက္ခုနံပင်စဝကိနံဣတိပတ္တနာနာမကေမိဂဒာယေဓမ္မဝရံယံတံနိဗ္ဗာနာဘာပကံသဟံပတိနာမကေနမဟာဗြဟ္မေနယာစီတောသတုသစ္ဆံမကာသင်တောလောကနာထောအတေတိနန္တိတံသဗ္ဗဒေဝေဟိသဗ္ဗသံပတ္တိသာရကံသဗ္ဗလောကဟိတထာယဓမ္မစကံဗနာမဟိဧဝမေတုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟရတိဣတိပတနေမိဂဒါယေတန္တရခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဒွေမေဘိခဝေအန္တာပပ္ပစိတေနနာသေဝိတ္တဘာကတမိဒွေယောဇာယံကာမေတုကာမတုခံလိကာနုယောကောဣနောကမ္မောဘောဓုဇနိကောနာရိယောနထသံဟိတောယောဇာယံအတ္တကိလမထာနုယောကောဒုက္ခောအနာရိယောအနတ္ထသံဟိတောဣတိမေဇိမာပฏิပဒါတထာဂတေနာပိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိကတမသသာဘိကဝေမေဇိမာပฏิပဒါတထာဂတေနာပိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမေကောတေယတိဓမ္မသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိအယံခောသာဘိကဝေမဇ္ဈိမာပฏิပဒါတထာဂတေနာဘိသံဗုဒ္ဓသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိဣဒံခောပါဏဘိကဝေဒုက္ခံအရိယသစ္ဆံဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခံအပိယေဟိသံပယောဂောပိဒုက္ခပိယေဟိဝိပယောဂောပိဒုက္ခယံပိသံနလပတိတံပိဒုက္ခံသံခိတ္တေနပင်စုပါဒနဲ့ခန္ဓာဒုက္ခဣဒံခောပါဏဘေကဝေဒုက္ခသမုဒယံအရိယသစ္ဆံယာယံတဏပောနုဘဝိကာနန္တိရာဂသဟဂတာတန္တရတတ္တရာဘိနန္ဒီနိသေယတိဓမ္မကာမတဏဘဝတဏဝိဘဝတဏဣဒံခောပါဏဘေကဝေဒုက္ခនិရောဓံအရိယသစ္ဆံယောတတ္တယေဝတဏယအသေသဝိရာဂនិရောဓောသာဂောပတိနိတကောမုတ်တိအနာလယောဣဒံခောပါဏဘေကဝေဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံအယမေဝအရိယောအထင်ကြီးကောမေကောသေယထိဓမ္မသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပော
သမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိဣဒံဒုက္ခံအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခံအရိယသစ္ဆံပရိညေယံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခံအရိယသစ္ဆံပရိညာတံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခသမုဒယံအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံဘာတဗန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခသမုဒယံဝရိယသစ္ဆံဘိနံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓံအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတဗန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝေတဗန္တိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝိတံတိမေဘိက္ခဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိညာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣ
Yawa kiwan sami baikawe Imedu sadudu riya disedu Ewan dibari wadang dwadantakaram Yatabudam nyanadatanam na tuwi lodan ahodi Newa dawahang baikawe Tadiwagi logi tamaragi tabyamagi Lantamana jamaniya basaya tadiwa manudaya Anudaram lama samoding abitambudodi bisinyate Yato sako me bekawe imedu sadudu ariyate sedu Ewan di mari wadam dwadantakaram Yatabudam nyanadatanam tuwi lodan ahodi Adahang bekawe Tadiwagi logi tamaragi tabyamagi Lantamana jamaniya basaya Tadiwa manudaya Anudaram lama samoding abitambudodi bisinyate Nyanin sapanami datanam udabadi Agopami wimodi Ayamandi mazadi Nadidani punabawadi Idamosa bhagava adamana binsavagiya bhikkhu Bhagavato bhadidam vinandongdi Imadamain sabana veyakarana damain pinyamane Ayadamato kondenyata Virasam vidamalam tamasakong udabadi Yam kaisi tamuriya dhammam tabandam nirodha dhammandi Undi desa panna bhagavata dhamma saki Bhoma dewa saddha manukha vedam Etang bhagavata paranatiyam Iti patani mikadaye Anudaram dhamma sakam bhavatitam Abadi vadiyam dhamanena va vyamanena va Devena va marena va Yamuna wa kinasi wa loka dhamindi Bhumanam devanam tatam dodava Sadhu maharasika deva tatamanutta vedam Etang bhagavata paranatiyam Iti patani mikadaye Anudaram dhamma sakam bhavatitam Abadi vadiyam dhamanena va vyamanena va Devena va marena va Yamuna va kinasi va loka dhamindi Sadhu maharasikanam devanam tatam dodava Tavadina deva tatamanutta vedam Etang bhagavata paranatiyam Iti patani mikadaye Anudaram dhammasakam bhavatitam Abadi vadiyam dhamanena va vyamanena va Devena va marena va Yamuna va kinasi va loka dhamindi Tavadindanam devanam tatam dodava Yama deva tatamanutta vedam Etang bhagavata paranatiyam Iti patani mikadaye Anudaram dhammasakam bhavatitam Abadi vadiyam dhamanena va vyamanena va Devena va marena va Yamuna va kinasi va loka dhamindi Yamanam devanam tatam dodava Dupita deva tatamanutta vedam Etang bhagavata paranatiyam Iti patani mikadaye Anudaram dhammasakam bhavatitam Abadi vadiyam dhamanena va vyamanena va Devena va marena va Yamuna va kinasi va loka dhamindi Dutidanam devanam tatam dodava Neimana rati deva tatamanutta vedam Etang bhagavata paranatiyam Iti patani mikadaye Anudaram dhammasakam bhavatitam Abadi vadiyam dhamanena va vyamanena va Devena va marena va Yamuna va kinasi va loka dhamindi Neimana radinam devanam tatam dodava Paranimita vatavati deva tatamanutta vedam
Edam Bhagavata Varanatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Amadi Vadiyam Dhamanina Va Jamanina Va Devina Va Marina Va Yamuna Va Kenasi Va Loka Dhamindi Paranimida Vaza Vadinam Divanam Lathan Dukdava Yama Kayika Deva Tata Manukta Vedam Idam Bhagavata Varanatiyam Iti Patani Migadaye Anudaram Dhammasakam Bhavadidam Abadi Vadiyam Dhamanina Va Jamanina Va Devina Va Marina Va Yamuna Va Kenasi Va Loka Dhamindi Idiha Dena Kanina Dena Layena Dena Muhdena Yava Jamaloka Tato Abhokisati Ayinsa Dhanadadi Loka Dhatu Thankampi Thampakampi Thampavedi Abhamanosa Ularo Ovaso Loke Padura Hodi Adekama Devanam Devanubhavanti Athako Bhagava Imam Udanam Udanedi Inyati Vadabo Kuninyo Inyati Vadabo Kuninyo Di Idi Dam Ayatamado Inyat Ayatamado Kuninyata Inyati Kuninyo Dwewa Nama Hodi Athako Ayatama Inyati Kuninyo Deita Dhammo Pada Dhammo Vidita Dhammo Pariyogala Dhammo Dena Visikeso Vigata Gatangato Vedarisa Panto Abra Bisayo Tatu Tadani Bhagavandam Edarosa Labiya Mandi Bhagavato Tandike Papisam Labiyam Upasamadamdi Ehi Bhekudi Bhagava Osa Vakado Dhammo Sarabhyama Sariyam Thamma Dukkasa Andagiriya Yadi Savatata Ayasamado Upasamada Ahodidi Masaka Bodhana Sodha Mingala Thaya Orakadu Dhammasakam Bodhidwa Asamli Yamhi Bongame Nagari Varanatiyam Iti Pata Hwaye Wane Papitawadi Phalam Nidhanukamina Dedayi Yantam Bekata Bin Samyam Vidaudatam Namamahe Vidaudatam Manamahe Evamedudam Ekandamayam Bhagava Varanatiyam Viharati Iti Patani Migadaye Dandara Ko Bhagava Pisavakiye Bhikkhu Amandeti Bhikkhavoti Bharamdeti De Bhikkhu Bhagavato Pisanto Tum Bhagava Edarosa Rupam Bhikkhave Anatta Rupin Sahidam Bhikkhave Atta Abhavaita Nayidam Rupam Abhadaya Samvadeya Labhita Sarupe Evame Rupam Hodu Evame Rupam Mahodidi Yadama Sako Bhikkhave Rupam Anatta Tatama Rupam Abhadaya Samvadati Nasa Labhati Rupe Evame Rupam Hodu Evame Rupam Mahodidi Vedana Anatta Vedana Sahidam Bhikkhave Atta Abhavaita Nayidam Vedana Abhadaya Samvadeya Labhita Sa Vedanaya Evame Vedana Hodu Evame Vedana Mahodidi Yadama Sako Bhikkhave Vedana Anatta Tatama Vedana Abhadaya Samvadati Nasa Labhati Vedanaya Evame Vedana Hodu Evame Vedana Mahodidi Dinya Anatta Dinya Sahidam Bhikkhave Atta Abhavaita Nayidam Dinya Abhadaya Samvadeya Labhita Sa Dinyaya Evame Dinya Hodu
ဝံမေတင်ညာမဟောတိတိယသမသခောဘိကဝေတင်ညာအနတ္တတသမတင်ညာအဘာဒာယသံဝတ္တတိနသလပတိတင်ညာယဧဝံမေတင်ညာဟောတုဧဝံမေတင်ညာမဟောတိတိသင်္ခါရအနတ္တသင်္ခါရသဟိတံဘိကဝေအတ္တအဘဝိတံတုနယိမေသင်္ခါရအဘာဒာယသံဝတ္တေယံလမေထသသင်္ခါရေတုဧဝမေသင်္ခါရဝန္တုဧဝမေသင်္ခါရမအဟိတုံတိယသမသကောဘိကဝေသင်္ခါရအနတ္တတသမသင်္ခါရသင်္ခါရအဘာဒာယသံဝတ္တံတိနသလပတိသင်္ခါရေတုဧဝမေသင်္ခါရဝန္တုဧဝမေသင်္ခါရမအဟိတုံတိဝိညာဏံအနတ္တဝိညာဏင်သဟိတံဘိကဝေအတ္တအဘဝိတနာယိတံဝိညာဏံအဘာဒာယသံဝတ္တေယလမေထသဝိညာဏေဧဝံမေဝိညာဏံဟောတုဧဝံမေဝိညာဏံမာဟောတိတိယသမသခောဘိကဝေဝိညာဏံအနတ္တတသမဝိညာဏံအဘာဒာယသံဝတ္တတိနသလပတိဝိညာဏေဧဝံမေဝိညာဏံဟောတုဧဝံမေဝိညာဏံမဟောတိတိတံကိဉ္မိညထဘိကဝေရူပံနိစ္စံဝါအနိစ္စံဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခံဝါတံဒုက္ခံဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧဓမ္မမဧသောဟမသမိဧသောမေအတ္တာတိနောဟိတံဗန္တိဝေဒနာနိစ္စဝါအနိစ္စဝါတိအနိစ္စဗန္တိယမနာနိစ္စံဒုက္ခံဝါတံဒုက္ခံဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧဓမ္မမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိပညာနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခံဝါတံဒုက္ခံဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧတံမမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိသင်္ခါရနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခံဝါတံဒုက္ခံဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧဓမ္မမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိဝိညာဏံနိစ္စဝါအနိစ္စဝါတိအနိစ္စံဗန္တိယမနာနိစ္စံဒုက္ခံဝါတံဒုက္ခံဝါတိဒုက္ခံဗန္တိယမနာနိစ္စံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧတံမမဧသောအမသမိဧသောမေအတ္တာတိနောဟိတံဗန္တိသတ္တမတိယဘိကဝေယံဂိဉ္စီရူပံအတ္တိဒါနာဂတပိစုပန္နံဣဇတံဝါဗဟိတာဝါဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယံတုရေသန္တိကေဝါသဗ္ဗံရူပံနေတံမမနေသောအမသမိနာမေသောအတ္တာတိဧဝမေတံယထာမူတံသမ္မပညာယတထဗံယာကာစီဝေဒနာအတ္တိဒါနာဂတပိစုပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယာတုရေသန္တိကေဝါသဗ္ဗဝေဒနာနေဓမ္မမနေသောအမသမိနာမေသောအတ္တာတိဧ
ဧဝမေတံယထာဘူတံသမ္မပညာယတထာဗံယာကာစီပညာအဋ္ဌိဒါနာဂတပိစုပ္ပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယာတုရေသန္တိကေဝါသဗ္ဗတင်ညာနေတံမမနေသောအမသမိနမေသောအတ္တတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယေကေစီသင်္ခါရာတိတနာဂတာပိစုပ္ပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယေတုရေတန္တိကေဝါသဗ္ဗေသင်္ခါရာနေတံမမနေသောအမသမိနမေသောအတ္တတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယံကိဉ္စီဝိညာဏံအတ္တိဒါနာဂတပိစုပ္ပန္နံဣဇတံဝါဗဟိတာဝါဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယံတုရေတန္တိကေဝါသဗ္ဗံဝိညာဏံနေတံမမနေသောအမသမိနမေသောအတ္တတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံဧဝံပတ္တံဘိကဝေသုတဝါရိယသာဝကောရူပသမိန်ပိနိဗ္ဗိန္ဒတိဝေဒနာယပိနိဗ္ဗိန္ဒတိပညာယပိနိဗ္ဗိန္ဒတိသင်္ခါရေသူပိနိဗ္ဗိန္ဒတိဝိညာဏသမိန်ပိနိဗ္ဗိန္ဒတိနိဗ္ဗိန္ဒံဝိရဇတိဝိရာဂဝိမု စတိဝိမု tta သမိန်ဝိမု tta မိတိညာဏံဟောတိခိနာဇာတိဝုတိတံဗြမစရိယံကတ္တံကရဏီယံနာပရံဣဋ္ဌတယာတိပဇာနာတိတိဣဒံမောစဘဂဝါအတ္တမနပိစဝကိယဘိက္ခုဘဂဝါတောပါတိတံအပိနန္တုံတိဣမသမိန်စပန္နာဝေယကရဏသမိန်ပညာမာနေပင်စဝကိယနံဘိက္ခုနံအနုပါဒာယအာသဝေစိတ်တာနိဝိမုတ်စိန်သူတိအနတ္တလက္ခဏာသုတ်တန္တံမင်္ဂလထာယဝရကတုအနတ္တလက္ခဏာသုတ်တန္တံမင်္ဂလထာယဝရကတုဟိမဝန္တစရာကံတဝါကပိလံမိဝနေဝတံသုတုနာကပုရခာရောမုဂတိဇိတပုံနမေဟိမဝန္တစရာကံတဝါကပိလံမိဝနေဝတံသုတုနာကပုရခာရောမုဂတိဇိတပုံနမေဟိမဝန္တစရာရှိဆောင်းခါနွေမာစီအံဟိမဝန္တာဒေသစာရီကြွချီတော်မူရာမှအာဂန္တဝါဘိညင်းဇွမ်းဝေလမ်းမှပြန်တမ်းကြွချီတော်မူခဲ့၍ကပိလမိဝနေကပိလဝတုလသားစီမင်းနေကြီးအနိမဟာဝံတော်ကြီးအတွန်း၌သုတုနာကပုရိခါတော်သာကီဝန်ဝဲနုငယ်ပြိုမြစ်အသင့်900ယဟန္တာတို့ဒါယာဝံယုံဒါယာရှစ်ဆုံးသံဃပုံတို့ဝန်းချုံပတ်ချံယံအပ်သည်ဖြစ်၍ဝတံတော်တရားရွှေစီဆောယွန်းမြည်ဟုရွှန်ကြည်နှလုံးကရင်သုံးထိုင်နေတော်မူသောမြတ်စွာဘုရားသည်ဇိထပုံနမေဇိထနက္ခစံညကြိုက်ကြုံနေယုံလာခြင်းနှင့်၌မုဂတိအရှိလောကတဥဒီအချက်မှလာဝန်းတလတ်သည်ရှိတော်ဇေကဝါလပရိစေတံဘူညာပထမဇာနိကံဒါသာသတ္တိပိဝါလကေနိသိနေနေမိတေထိတေသက္ကဝါလပရိစေတံစัจ java လာတိုက်အနာယေကိုအပိုင်းအခြားပြု၍ဘူညာပထမဇာနိကံမြေအပြင်မှဝေဟင်မူယံပထမဇံဘုံတို့တိုင်ရောက်အောင်ဝါလကေသာမီပြတစ်ထောက်ဖြင့်ထိုးစွာလောက်ယုံသောအရ၌
သာတတိပိအိဋ္ဌိပစိတ်တကုဟိဖြင့်တကြိတ်ကစနှစ်ကြိတ်သုံးကြိတ်လေးကြိတ်ငါးကြိတ်6ကြိတ်အစုတို့ကြအောင်နိသိဏီကလုံးငကားနာများပြမသူရာတို့ညီညာတပြေစည်းဝေးလက်သည်ရှိသောနေမိတေဗုဒ္ဓေနေမိတယုတ်ဘွားဖယားကိုတော်မြတ်သည်ရှိတေသရဝါတို့နတ်မြမတို့ဇေယိုက်နှင့်အလိုက်ပင်လျော်စွာပြဿနာနဲ့လေးမေး၍တီလက်စဉ်ရာဂိနာတံပရိပါဇံဒောတိနိသဝိဝါရကံမဟာဗျူဟံတုမုံလာနံဝိတကနိသသုလကံတုဝတကံတုသတ္ဒါနံပုရာဘေဒင်သဗုဒ္ဓိနံဝတ္တုံဘိက္ခုနာမစိက္ခိသမယံနာမတတနာအာတံစီဝေရောက်လာထိုနတ်မြမပေါင်းတို့တွင်ရာဂိနံယာကစရိုက်ပြောပွားနတ်မြမများတို့အားပရိပါဇံယာကကင်းပြယဟန်မြဖြစ်ကြောင်းအကျင့်ကောင်းကိုစုပေါင်းဖော်ပြရာသမ္မာပရိပါဇနိယသုတ်ကိုဒေါတိနိသဒေါသစရိုက်ပြောများနတ်မြမအများတို့အားကဝိဝါဒကံကလဟဝိဝါဒစသည်8ပါးထိုတရားတို့ထင်ရှားဖြစ်ခြင်းအကြောင်းရင်းကိုလင်းလင်းဖော်ပြသည့်ကလဟဝိဝါဒသုတ်တံကိုမုံလာနံမောဟစရိုက်ပြောပွားနတ်မြမများတို့အားကမဟာဗျူဟံမိစ္ဆာယူဆွေးညီသူတို့ဝိညာဉ်ပုဂ္ဂလသူထံမှလည်းရှုံချချီးမွမ်းရပုံလမ်းကိုခွဲကြောင်းစိတ်ဖြာဖော်ပြရာဖြစ်သည့်မဟာဗျူဟသုတ်ကိုဝိတကာနန္တုဝိတစရိုက်ပြောများနာများနှင့်ဝိတစရိုက်ပြောပွားနာများနှင့်ပထမဇံဘုံကားမြမများတို့အားကဇူလကံဒိဋ္ဌိကြီးထူထိုးသူတို့အယူတစ်ခုအစွဲပြု၍သူအယူဟုတ်ငါယူဟုတ်ဟုပုခ္ခညင်ခုံဆွဲလန်းပုံကိုလုံးစုံကြနာညွန်ဖော်ပြသည်သုလယူဟာသုတ်တံကိုသတ္တနန္တုတရာစီရိုက်ပြောများပြောပွားနတ်မြမများတို့အားကသူဝတ္တကံရဟတဖို့ဆိုင်ကပฏิပတ်ကိုဆက်ဆက်ဖော်ပြသည့်သူဝတ္တကအမိယာသောသုတ်တံကိုဗုဒ္ဓိနိသပညာစေပြောပွားနတ်မြမများတို့အားကပုရာဘေဒံခန္ဓာသွေဖီမသေးမီကသုံးလီသိက္ခာပြည့်စုံရာဟုကောင်းစွာဖော်ပြသည့်ပုရာဘေဒအမည်ရတဲ့သုတ်တံကိုဝတ္တုံစရိုက်6ပါးအလိုက်သင်အားဖြင့်ဟောကြားတော်မူအံသောငါဘိက္ခုနံထိုမြများစွာစည်းဝေးလာသည့်မြမနှင့်နတ်ပရိသတ်ကိုတတ်တထင်ထင်မသိမြင်ကြသေးသောယဟန်တော်တို့အားသမယံကလုံးနဂါနတ်များမြမသူရာအပေါင်းကိုတေသံထိုစည်းဝေးရောက်လာနတ်မြမတို့ဤစိတ်တကံလတာဇန္နနာထံဖယားမြတ်စွာတို့သူငါလျက်ပညာထွေပြကြပေစွာဟုအာရရှင်လန်းခံကြသောစိတ်ဖြစ်ရှိကြခြင်းအကျိုးငါနေသံတို့စည်းဝေးရောက်လာနတ်မြမတို့ဤနာမတတနာအမည်နာမညွှန်ဖော်ပြခြင်းဖြင့်သမယံကလုံးနဂါနတ်များမြမသူရာအပေါင်းကိုအခါတိဤသူဤမီလာရောက်သည်ဟုမိတ်ဤစကားကြားတော်မူခဲ့လေပြီဆရာတော်ဥပုပ်ရေးတယ်ဆိုတာကစာညံပေညံနေနဲ့ပါပြီးနေတော့စာလူပေလူပြောမှလည်းပဲပိုကောင်းတဲ့နေရာတွေရှိတယ်သို့တော့သူ့အချိန်ကြတော့ပြန်ပြီးတော့ပြောမယ်ပေါ့နာမေခာနိနယေဇေဝံဓမ္မာဘိသမယောကထံကံလာဒိန်သစ္စာဒီပေနာနေသံပိတာဒီတောပိဝါ
နာမေခာနေနာယစ္စေဝံဓမ္မာဘိသမယောကထံကံလာဒိန်သစ္စာတိပေနနေသံပိတာတိတောပိဝံယစ္စေဝံယတိဧဝံအကယ်၍တိယင်းသို့ဖြစ်သည်ရှိသောနာမေခာနေနာဤသူဤမီလာရောက်သည်ဟုမိတ်ဤတကားပြာခါမြဖြင့်ဓမ္မာဘိသမယောသစ္စာလေးပါးတရားသိမြင်ကြွတောင်းဝင်ခြင်းသည်ကထံဟောတိဘယ်သို့ပဲပုံဖြစ်နိုင်တုံးလိမ့်နီဒါကစောရကများကမေးတဲ့အတန်နေတံစည်းဝေးရောက်လာထို့နတ်မြမာတို့ဤကံလာတိမျိုးမြည်ထွေပြဟောဖို့ကြားသဖြင့်အာရရှင်လန်းကြံခံသောစိတ်နုညံ့သောစိတ်နိဝရဏကင်းသောစိတ်တက်ကြွသောစိတ်ကြည်လင်သောစိတ်ဖြစ်ရှိကြသည်ကိုညတဝအာတရားနုတရားအသာဓာရဏဉာဏ်အမြင်ဖြင့်အကုန်အစင်သိမြင်တော်မူပြီး၍သစ္စာဒီပေနာသစ္စာ၄ချက်သစ္စာ၄ချက်16နဲ့ကိုပြည့်ပြည့်ထင်ရှားဟောဖို့ကြားခြင်းဖြင့်၎င်းသောရကပြုလုပ်တဲ့ပုဂ္ဂိုလ်များကမေးချင်တာကနမေဒီလျှောက်ပြောရင်ဘယ်နဲ့လုပ်ပြီးတော့သစ္စာ၄ပါးတရားသိမြင်ဘာသမီးအသုတ်မှာကြွတန်းဝင်မလဲလို့ဒီလိုမေးစရာရှိမေးပုံကိုလည်းပြောလိုက်အခုပြောတာကဖြေတာကနှစ်နည်းဖြေပါဘယ်နဲ့လုပ်ပြီးတော့နမေဒီလျှောက်ပြောတာနဲ့ဘယ်နဲ့လုပ်ပြီးတော့ဒီနတ်တွေမက်ဖို့ရမလဲလို့မေးတယ်ဒီတော့သရောဘုရားကြီးကအထကထာအတိုင်းကာထာရိပ်ပြီးဖြေပါအဲ့ဒီစည်းဝေးရောက်လာနတ်မြမာတို့ဤအမည်အမျိုးအစားတွေကိုပြောပြသဖြင့်အလွန်ရှင်လန်းဝမ်းမြောက်သောစိတ်ရှိနေကြတယ်အာရရှင်လန်းကြံခံသောစိတ်နုညံ့သောစိတ်နိဝရဏကင်းတဲ့စိတ်တက်ကြွသောစိတ်ကြီးလင်သောစိတ်ဆိုတဲ့ကံလစိတ်တမုဒုစိတ်တဝိနိဝရဏစိတ်တဥဒကစိတ်တပတန္နစိတ်တဆိုတဲ့နိဝရဏ၅ချက်ကင်းနေတဲ့စိတ်အစဉ်ကိုဘုရားကိုယ်တော်မြတ်အာတရားနုတရားရွှေဉာဏ်တော်နဲ့မြင်ပြီးတော့သစ္စာ၄ပါးတရားဟောတော်မူတဲ့အတွက်ဓမ္မာဘိသမယလို့ခေါ်တဲ့ကျွတ်တောင်းဝင်ကြခြင်းပါလို့ပထမနည်းကဒီလိုဖြေပါဒုတိယနည်းဒါကိုပထမနည်းကနေတံတို့စည်းဝေရောက်လာနတ်မြမာတို့ဤကံလာတွေမျိုးမြည်ထွေပြဟောဖို့ကြားခြင်းဖြင့်ဟောဖို့ကြားသဖြင့်အာရရှင်လန်းကြံခံသောစိတ်နုညံသောစိတ်နိဝရဏကင်းသောစိတ်တက်ကြွသောစိတ်ကြည်လင်သောစိတ်ဖြစ်ရှိကြသည်ကိုညတဝအာတရားနုတရားအသာဒါရဏဉာဏ်မြင်ဖြင့်ဂုံစင်အောင်သိမြင်တော်မူလာ၍သစ္စာဒီပေနာသစ္စာ၄ချက်16နဲ့ကိုပြည့်ပြည့်ထင်ရှားဟောဖို့ကြားခြင်းဖြင့်၎င်းနောက်တနည်းကဝါတနည်းကနေတန်ထိုစည်းဝေးရောက်လာနတ်မြမာတို့ဤပိတာတိတောပိတိတရားပတ္တတိတရားဒုက္ခတရားသမာဓိတရားယထာဘူတဉာဏ်မမြင်ဝိရာဂဉာဏ်အမြင်ဝိမုဿနာဉာဏ်မြင်ဝိမုဒ္ဒခေါ်တဲ့ဖူဉာဏ်မြင်ဝိမု ക്തി ဉာဏဒန္တနာခေါ်တဲ့ပစ္စောခဏဉာဏ်အမြင်တိုင်အောင်ဤအစဉ်သောဘောဓိပက္ခိယတရားတို့ထင်ရှားဖြစ်ခြင်းဖြင့်ဓမ္မာဘိသမယောသစ္စာ၄ပါးတရားသိမြင်ကြွတန်းဝင်နိုင်ခြင်းသည်ဟောတိဤသို့ဤပုံဖြစ်နိုင်တုံ၏လို့မွန်းနေရာကနေပြီးအမေရောဖြေရောဆိုတော့ဘုရားကြီးကရေးထည့်သွားပါအခုဒီကဘာပြောလူတို့ရဲ့ညက်ငယ်တွေရဲ့နာမည်တွေကိုထုတ်ပေါ်ပြောတဲ့အတွက်အင်မတန်အားရဝမ်းသာဖြစ်ကြတယ်ပီတိဖြစ်ကြတယ်ပီတိဖြစ်တော့ဘာဖြစ်ပီတိဖြစ်ရင်ကိုယ်နဲ့စိတ်ငြိမ်းချမ်းခြင်းပတ္တတိဖြစ်ကြရောပတ္တတိဖြစ်ရင်ကိုယ်စိတ်ရချမ်းသာခြင်းဆိုတဲ့ဒုက္ခဖြစ်တယ်ထိုနတ်မြမာရဲ့တန်တမ်းအဲ့ဒီလိုဒုက္ခဖြစ်ခြင်းကြောင့်စိတ်တည်ကြည်မှုခေါ်တဲ့သမာဓိဖြစ်တယ်အဲ့ဒီသမာဓိဖြစ်ခြင်းကြောင့်ယုတ်နံဓမ္မသင်္ခါရတို့ရဲ့အနိစ္စဒုက္ခအနတ္တသဘောကိုပေါ်ပေါ်မြင်တဲ့ယထာဘုဒ္ဓဉာဏ်ဖြစ်တယ်ယထာဘုဒ္ဓဉာဏ်ကြောင့်
ယုံနာနဲ့ညီကိုတဲ့နိဗ္ဗိဒာခေါ်သောအထက်ဝိပဿနာဉာဏ်တွေဖြစ်တယ်နိဗ္ဗိဒာခေါ်တဲ့အထက်ဝိပဿနာဉာဏ်တွေကြောင့်ဝိရာဂခေါ်သောမဲ့ဉာဏ်ဖြစ်တယ်မဲ့ဉာဏ်ပေါ်ခြင်းကြောင့်မဲ့ရဲ့အခြားမဲ့မှာဝိမု ക്ത ခေါ်သောဖူဉာဏ်ဖြစ်တယ်ဝိမု ക്ത ခေါ်သောဖူဉာဏ်ဖြစ်ခြင်းကြောင့်ဝိမု ക്തി ဉာဏဒသနာခေါ်တဲ့ပစ္စောကနာဉာဏ်တွေဖြစ်တယ်တဲ့ဤယခုပြောတဲ့ပီတိပတ္တိသမာဓိဒုက္ခယထာဘုဒ္ဓဉာဏ်ဝိရာဂဉာဏ်ဝိမု ക്ത ဉာဏ်ဝိမု ക്തി ဉာဏဒသနာဉာဏ်ဆိုတဲ့ဒီဉာဏ်စီတွေအစဉ်တိုင်းဖြစ်ခြင်းကြောင့်ဓမ္မဘိသမယကြီးဖြစ်ပါတယ်ဒါကိုနေတံတို့ဇီဝေရောက်လာတဲ့ဗြဟ္မာတို့ဤပိတာတိတောပိပိတိကစဝိမု ക്തി ဉာဏဒသနာတိုင်အောင်သောဘောဓိပက္ခိယတရားအစဉ်ကောင်းစွာလင်းလင်းထင်ထင်မြင်ခြင်းကြောင့်လည်းဓမ္မဘိသမယောသစ္စာ၄ပါးတရားသိမြင်ကြွတတ်ဝင်ခြင်းသည်ဟောဒီဤနိဤပုံဖြစ်နိုင်တုံ၏သံသမာဘိနဝထာနေတုမင်္ဂလံဝဒတံဣဒံဝတ္တဗံဝိစရံသောတုံဒေဝတန္တံဗနာမဘောသတ္တမထိုတို့မဟာသမယသုတ်တော်ကိုကိုရောကြည်ပြူနာယူကျက်မှမြမနတ်တို့မပြတ်နေတဲ့ဝမ်းမြောက်ခြင်းဟူသောအကြောင်းကြောင့်အဘိနဝထာနေတုဂေဟပဝေဒနာစသည်စုစုအသစ်မှုကိုပြုလုံရာရာအရာဌာနတိုင်းတို့၌မင်္ဂလာမကောင်းပဲရှားစီဝါဖြစ်ကြောင်းကောင်းမှုမင်္ဂလာကိုဝဒတာဝဒံတေနပြီးပြင်းတွတ်တွတ်ရွတ်ဆိုတဲ့ပုဂ္ဂိုလ်သည်ဣဒံသုတ်တံသဗ္ဗမတို့ရှင်းနေတဲ့အတ္တိမဟာသမယသုတ်တော်မြတ်ကိုဝဒဗံပြီးပြင်းတွတ်တွတ်ရွတ်ဆိုသင့်ပေ၏ဣဒံသုတ်တံဗြဟ္မာနတ်တို့လေးမြတ်ကိုရောဤမဟာသမယသုတ်တော်ကိုသောတုံသရာကြီးပြုနာယူခြင်းကဒေဝထက်ရရွာနတ်ဗြဟ္မာတို့သည်တံတံဌာနံထိုထိုဒိသာရှင်မျက်နာရတို့ဝိစရံတာကျင်လီလှိပတ်မပြတ်သွားလာလျက်ရှိကြကုန်၏ဘောဓရေသုံးမောသင်္ဃာတော်ပေါင်းအိုအရှင်ကောင်းတို့ကံတသမထို့ကြောင့်ကံတာဒီတောင်းထို့တို့ရှုအပ်မြတ်သောကျေးဇူးဂုဏ်အထူးနှင့်ချီးကျူးလောက်လုံးပြည့်စုံပေထသောဓမ္မဟာသမယသုတ်တံထိုမဟာသမယနာမတွင်ခေါ်နှတ်တို့ချစ်နေတဲ့သည်သုတ်တော်ကိုဗနာမပြီးပြင်းပြတ်သာရွပွားသရစေကြပါကုန်စို့